ဆုံးချင်းဆိုတာဘယ်အရာမှမကောင်းဘူးပေါ့ကြီးပွားတိုးတက်ခြင်းကတော့ဘယ်အရာပဲဖြစ်ဖြစ်ကြီးပွားတိုးတက်လာရင်ကောင်းတယ်လို့ပဲပြောကြလောကမှာလူတွေဟာကိုယ့်ဘဝကိုဆုပ်ယုပ်မသွားအောင်ကြိုးစားအထောက်နေကြတယ်လူတိုင်းဟာကြီးပွားတိုးတက်ခြင်းကြတယ်ဒါကြောင့်မို့ကြိုးစားအထောက်နေကြတယ်ကြီးပွားတိုးတက်တယ်ဆိုတဲ့နေရာမှာစီစဉ်ဥစ္စာဘက်ကကြီးပွားတိုးတက်တာရှိတယ်အချိုးရန်အသိဉာဏ်အပေါင်းတဲ့ဘက်ကကြီးပွားတိုးတက်တာရှိတယ်ဆွေမျိုးသားချင်းတွေရဲ့ဘက်ကကြီးပွားတိုးတက်တာဖြစ်တယ်ရှိတယ်ပေါ့နောက်တစ်ခုကတော့အသိပညာအဖြစ်ကြီးပွားတိုးတက်တာရှိတယ်အဲ့တော့ကြီးပွားတိုးတက်မှုမှာလူတိုင်းနဲ့သက်ဆိုင်တဲ့ကြီးပွားတိုးတက်မှုတွေဟာဒီလိုရှိဆွေးမှုကိုကြည့်မယ်ဆိုလို့ရှိရင်လည်းလူတိုင်းကဆွေနဲ့မျိုးနဲ့နေကြတာဆိုတော့ဆွေမျိုးတွေဘက်ကဆွေးယူသွားတာလည်းရှိတယ်စီးပွားဥစ္စာဘက်ကဆွေးယူသွားတာလည်းရှိတယ်အခြားအရာတွေဘက်ကဆွေးယူသွားတာလည်းရှိတယ်အသိပညာတွေဘက်ကဆွေးယူသွားတာလည်းရှိတယ်အဲ့ဒါလို့ဆွေးယူမှုကြီးပွားတိုးတက်မှုဆိုတာဘယ်သူမှမရှောင်လွဲနိုင်တဲ့အရာတွေဖြစ်တယ်နိုင်ငံတကာနိုင်ငံမှာဆိုလို့ရှိရင်အရေးကြီးတဲ့စီးပွားတိုးတက်မှုကပါလေနိုင်ငံနဲ့ဒီကနေ့အာရုံစိုက်ပြီးတော့စူးစမ်းနေကြတာဘာတိုးတက်ဖို့လဲလို့ဆိုစီးပွားရေးတိုးတက်ဖို့ဟုတ်မှန်ပါဗျာစီးပွားရေးတိုးတက်ဖို့နီလာမျိုးစုံချပြီးတော့ကိုယ်နိုင်ငံ developed country ဆိုကြီးပွားတိုးတက်လာအောင်လို့ဆိုဝင်ငွေတွေကောင်းလာအောင်လူတွေရဲ့နေထိုင်မှုအဆင့်တွေတိုးမြင့်လာအောင်နိုင်ငံနဲ့အဝါဒီလိုကြိုးပမ်းကြကြီးပွားတိုးတက်ပြီးသားနိုင်ငံကြီးတွေမှာလူ့ဘဝလူချင်းတူကြတော့လေလူတော်တော်များများစုဟာအများစုဟာကြီးပွားတိုးတက်မှုရဲ့အရသာကိုခံစားကြရအစနေပြေနေကြဒီကြီးပွားတိုးတက်မှုမရှိတဲ့နိုင်ငံတွေကြတော့လေဆဲဒုက္ခမျိုးမျိုးနဲ့ကြုံတွေ့ကြရတယ်ကြိုးပမ်းကြရတယ်လှုပ်ကြရတယ်ပေါ့အဲ့တော့နိုင်ငံတွေမှာကြီးပွားတိုးတက်အောင်ကြိုးစားတယ်ဆိုတာဘာဘက်ကကြိုးစားနေတာတော့လို့တည်တည်ချာချာကြည့်မယ်ဆိုလို့ရှိရင်တော့စီးပွားရေးဘက်ကိုအဓိကထားပြီးတော့ကြိုးစားစီးပွားရေးဘက်ကတိုးတက်လာတာနဲ့အမျှထိုစီးပွားရေးအတွက်အထောက်အကူဖြစ်မဲ့ပညာရပ်တွေဘက်ကလည်းတိုးတက်အောင်ကြိုးစားအထောက်ကြတယ်ပညာရပ်တွေစီးပွားတိုးတက်လာလို့စီးပွားဥစ္စာတွေလည်းပဲတိုးတက်ပြီးတော့လာလို့လူရဲ့အသုံးဆောင်တွေအဆင့်မြင့်လာတယ်ဒီလိုလောကကြီးမှာအာရုံစိုက်ပြီးတော့ကြီးပွားတိုးတက်အောင်ကြိုးစားကြဒီကနေ့ခေတ်ကိုအချို့ပုဂ္ဂိုလ်တွေကတိုးတက်တယ်လို့ယူဆကြဘာတွေတိုးတက်တာတော့လို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဟိုလွန်ခဲ့တဲ့အနှစ်200ဟိုဘက်ကိုလှမ်းကြည့်လိုက်နှစ်100ကျော်နှစ်200နီးပါးမှာမြန်မာနိုင်ငံအထက်ပိုင်းကိုမင်းတို့မင်းကြီးတို့ဒီဘောမင်းတို့တို့အုပ်စိုးခဲ့အဲ့ဒီမင်းတို့မင်းတို့ဒီဘောမင်းတို့ရဲ့ရှေ့ပါဆိုလို့ရှိရင်မင်းတို့မင်းကြီးရဲ့နောင်တော်ပကံမင်းဆိုတာအုပ်စိုးခဲ့အဲ့ဒီပကံမင်းရဲ့ရှေ့ကိုညှော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ရွှေဘုံမင်းလို့လည်းခေါ်တယ်တာယာဝတီမင်းလို့လည်းခေါ်တယ်အဲ့ဒီမင်းအုပ်စိုးတယ်တာယာဝတီမင်းရှေ့ကိုကြည့်လိုက်မယ်ဆိုရင်ဘာကြီးတော်မင်းတို့မင်းကလှမ်းခေါ်တယ်ဘာကြီးတော်မင်းတရားစကိုင်းမင်းလို့လည်းခေါ်တယ်အဲ့ဒီမင်းအုပ်စိုးတယ်အဲ့ဒီမင်းရဲ့အရင်ကြည့်မယ်ဆိုရင်မင်းတို့ရဲ့ဘိုးတော်တော်လို့ဘိုးတော်မင်းတရားကြီးလို့အမရပူရမြို့ပြစီမံပြီးတော့အမရပူရမြို့အုပ်စိုးခဲ့အဲ့လိုမင်းဆက်တွေမြန်မာပြည်မှာအုပ်စိုးခဲ့တဲ့အချိန်တွေကိုလှမ်းမြော်ပြီးတော့ကြည့်ချင်ပကံခေတ်တော့တိတ်ဝေးလုံးအားကြီးလို့စဉ်းစားကြည့်လို့မသိနိုင်ဘူးအဲ့တော့မောင်တကယ်တဲ့နှစ်100 200ကျော်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်
အဲ့ဒီနှစ်100 200ပိုင်းမှာမရှိခဲ့တဲ့ပစ္စည်းဥစ္စာတွေဒီကနေ့အများကြီးရှိလာတယ်ပေါ့အဲ့ဒီခေတ်တုန်းကမပေါ်ခဲ့တဲ့ပစ္စည်းဥစ္စာတွေဒီကနေ့ခေတ်မှာပေါ်လာတယ်ပြောရမယ်ဆိုလို့ရှိရင်တော့ဘုရားမင်းတရားတို့ဗာကြီးတော်မင်းတရားတို့တာဝရီမင်းတို့ပကံမင်းတို့မင်းတို့မင်းတို့သူတို့ဟာဒီကနေ့ခေတ်ပေါ်နေတဲ့ကားတွေကိုစီးသွားရပါမလားသူတို့ခေတ်ကကားမပေါ်သေးဘူးနော်ကားမပေါ်သေးတော့သူတို့ဘာစီးတော့ဆိုလို့ရှိရင်မြင်းနဲ့ဆင်မဲစီးမှာပေါ့မြင်းနဲ့ဆင်အဲ့ဒါကိုစီးပြီးတော့သွားကြတာဒီကနေ့ခေတ်မှာတော့အမှန်တမ်းတိုးတက်လာတယ်လို့ရုပ်ပိုင်းဆိုင်ရာတိုးတက်လာမှုကြောင့်ရှင်တွေကလည်းအမှန်တန်ကောင်းလာတယ်မင်းတို့မင်းကြီးလက်ထက်ကဆိုလို့ရှိရင်လေဉာဏ်ဆိုတာမပေါ်သေးလို့မင်းတို့မင်းကြီးလေဉာဏ်နဲ့သွားတယ်ဆိုတာမရှိဘူးနော်မှန်ပါဗျာအဲ့ဒါလို့ယောဂုဘက်ကတိုးတက်မှုတွေမရှိသေးတော့ထိုခေတ်ပေါ်လာတဲ့အချိန်ပေါ်လာတဲ့ပစ္စည်းကိုသာလည်းအသုံးပြုပြီးတော့သွားကြဒီကနေ့ခေတ်မှာကြတော့မဟုတ်ပေါ်လာတဲ့ပစ္စည်းတွေကအလုံးကိုများလာတနေ့ပြီးတနေ့ပြီးတနေ့ဆိုတာလို့ထူးခြားတဲ့ပစ္စည်းတွေဟာလည်းအများကြီးတိုးတက်လာတော့ပစ္စည်းပိုင်းဆိုင်ရာကိုကြည့်မယ်ဆိုလို့ရှိရင်ဒီခေတ်ကြီးကအမှန်တမ်းတိုးတက်တယ်ဘုန်းကြီးတို့ငယ်စဉ်တုန်းကဆိုလို့ရှိရင်ဒီလိုတရားပွဲတွေကျင်းပလို့ကျင်းပတဲ့အခါမှာအခုလိုအတန်တိုးတိုးနဲ့ဟောလို့မရဘူးအတန်ကောင်းပြီးတော့အတန်အောင်တဲ့ပုဂ္ဂိုလ်တွေကတရားဟောနိုင်အခုလိုအတန်ချက်ဆက်တွေပါတွေမရှိသေးတဲ့အခါကျတော့အတန်ကိုအားကုန်អော်ပြီးတော့ပိဋကတ်တွေကြောင်းဟောကြတာပေါ့အဲ့ဒီခက်ကလည်းရှိခဲ့သေးတယ်နော်ဒီကနေ့ခေတ်မှာတော့တိုးတိုးလေးဟောလိုက်ပြီမလို့အကျေကြီးကြားတဲ့ခေတ်ရောက်လာအတန်ကိုချက်လာတော့အဲ့ဒီဘက်ကကြည့်မယ်ဆိုရင်တော့ဒါတိုးတက်လာတယ်လို့ပြောမှာပေါ့နော်မှန်ပါဗျာအများကြီးတိုးတက်လာတယ်ဒီကနေ့ခေတ်ဟိုရှိတော့ဆိုလို့ရှိရင်ဖျောင်းနိုင်မီးလေးတို့စီနီးကွက်ကလေးတို့ထွန်းပြီးတော့တရားနာရမှာပေါ့အဲ့ဒီနောက်တိုးတက်လာတဲ့အခါကျတော့အောင်လင်းတက်လေးထွန်းပြီးတော့တရားနာဟောဒီကနေ့ခေတ်ကျတော့တရားစစ်နီးဆိုပြီးတော့ထိန်နေပဟောထိန်နေလင်းနေအောင်ထွန်းထားလို့ရတယ်အဲ့ယောဂုဆိုင်ရာတွေကိုကြည့်မယ်ဆိုလို့ရှိရင်တစ်နှစ်ပြီးတစ်နှစ်တစ်ခေတ်ပြီးတစ်ခေတ်ဆိုတာတိုးတက်ချီးပွားလာဒါတိုးတက်တဲ့အပိုင်းကိုကြည့်တာဆိုးတဲ့အပိုင်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်ယောဂုဘက်ကတိုးတက်လာသလားစိတ်ထရေးရကိုချင်းတရားပိုင်းကအများကြီးဆိုးလာဘာလို့တိုးပွားလာတော့ဆိုတော့ယောဂုပစ္စည်းတွေတိုးပွားလာလေလူတွေမှာဘာတွေတိုးပွားတော့ဆိုလောဘတွေတိုးပွားလာလူချင်းဆန္ဒတွေကများလာတယ်ဘုရားစဉ်းစားကြည့်မင်းတို့မင်းကြီးကလက်ခရူစာစီးကျင်တယ်ဆိုရင်သူ့မှာဖြစ်ပါမလားဖြစ်ပါဘူးဗျာရှိမှမရှိတာနော်မှန်ပါဗျာရှိမှမရှိတာဒုက္ခကရေကမုံလို့ဖာလူတာလို့ရောရှိရတာခုခေတ်တော့ကျိုးထုတွေကအမတန်များတဲ့အခါကျတော့လောဘတွေကလည်းတစ်ခုပြီးတစ်ခုအတော်မတတ်နိုင်တော့အောင်များလာကားတောင်မှမော်ရနိမ့်နဲ့ကာမစီးခြင်းမော်ရမြင့်နဲ့ကာမစီးခြင်းနဲ့ဆိုဟောတဏှာဘက်ကနေပြီးတော့လူတွေရဲ့လိုအင်ဆန္ဒမဆုံးနိုင်တဲ့လိုအင်ဆန္ဒတွေကြီးထွားလာတယ်ပေါ့အဲ့ဒီဘက်ကကြည့်မယ်ဆိုလို့ရှိရင်နော်လောဘတွေကြီးလာပြီဆိုရင်ဘာတွေတိုးလာတာတော့လို့ဆိုအကုသိုလ်တွေဘက်ကတိုးလာပြီးတော့အလောဘစားတဲ့ကုသိုလ်တရားတွေဘက်ကဆွေးရလာတာလိုချင်မှုတွေများလာရင်လောဘများလာတယ်လောဘများလာရင်လောဘရဲ့ဆန့်ကျင်ပဲဖြစ်တဲ့အလောဘဆိုတာနဲသွားတာမဟုတ်မှန်ပါပါဗျာကိုချင်းတရားတွေဘက်ကလည်းပဲပြတ်ပြားလာတကယ်လုံးကိုခြုံကြည့်မယ်ဆိုရင်လူတွေဟာစီးပွားရေးနဲ့ပတ်သက်ပြီးတော့တနိုင်ငံနဲ့တနိုင်ငံရှင်ပြိုင်ကြရတယ်တမျိုးနယ်နဲ့တမျိုးနယ်ရှင်ပြိုင်ကြနောက်ဆုံးမှာတဦးနဲ့တဦးရှင်ပြိုင်လို့ကိုယ့်ရဲ့
Neva Inina Jenga Kasi Janet Inina Jenga Kasi Jenga Dino Joda Atomuri Yana Reka Yara see the Lu Mayara Lessi Maya and Babjella Nellis Luria Satama Strat no call it Say peace in Muri Piela Eri Shinjan Muru Jambi Dilo Tote Muri Jambi Shinjan Muri Nyai Pola Eri Shinjan Muri Cochin Diago Piato Asiti Eri Piato Ali Deja Pigneka Yadi Uru Madama Pula Yaliguru Pura Ulu without Tanado, Ebansiaria Purabo, the Baba Uru Papia Muriru, Osonda, Pautado, Lamignado, Elmino, Parodari Diamabo. No? The Mega Tabi of Josia Sida, Malenose. Ludi yet say to Bambook Stretch Solaria. The say PC Muri, a Buga never Nerama Mope. Taman Ludiaha, E Chanyan needed Pokura, Pokuye, Kogani, Twalade, and Way. Mapian Tamu, say low shabby or Lodin Sanari, Pieni de Pokuye, Anangani, Twalade, a Bumwe, a Popienta. A Kudiana de Tema. Ludia po Aila Jan, Balapo I don't so. Ludia Hita the Long Pit, no? A Puri Winnie Gaja. Be a Bumwe, Yana. Karane Bunyana, they look Yame. Babu no solution, Lurima. The Gavalone show me of Yome, so the nail loan, the young loan, the new nail loan, Tida Yitikulum, Chombiology. Sit Puban Dira Lavari, Dolari, Mohari, Sure Didawa, Diari, Satan, and Lolema, Ulang Miro, Nida Jamu, Kanagua, Trella, a Buri, and a Buri of Yana, the Boho. Elo Pumiana, the Dreja, Kavaya, the Pumeda, Dale, John the Kulu, Bioma, it doesn't look total chin. So you can Jiba do the chain to Sereniama. The Pega so you da. The Pega Jiba do that. Elo Dama Abje, Chibi of Georgia. Siba Yaga so daughter, Sereni so daughter. About the young China day that they got so daughter. The Dipiana got so daughter, Cochin Diana so daughter. Eri soyo muri reme, be soyo muga, so biro, be soyo muga, nene todi de lupioya male sora, sendaya ma. Chiba do de muso de ne yamalebe. Chiba ozari chiba do de thashide, suri niori chiba do de lara shide. Yamananga so luuye chiba do de la. Siri bila za yamananga ma luuye tamang sekona tameshi, ku tamang 60 jonga. The Vagale Chiba do the Lana Lupio, no? Eremo Louis do the Lararu. Siva also Vega do the Lararu. A China de Vega do the Lara, Viviana de Vega do the Lara. Nanganechi below, so you move to the Musura. See. Ero Gogo, Piamira, Sunset Chitene. To the way. Look the Uzi, Chipamu, Totamu, Soyomu, Tota Chipamu, Tinaku, Senza de Nebo. Go Yengu, Kubako, Senza Bidochi. Ludiama, Sweden Yuri Vega, Soyo Dara Side, Siva Osa Vega, Soyo Dara Side. A China Vegani, Soyo Dara Side, Pina Vega, Soyo Dara Side. Eri soyo muri de mai, be soyo muga asowa zone, be soyo muga dodi the le sura sendaya. Nada chiba do de muma leve go pianji. Go ma suri yuri, do la gala, do la side, side osari, do la side.
အချမ်းရံတွေတိုးပွားလာတာရှိအသိပညာတွေတိုးပွားလာတာရှိအဲ့ဒီတိုးပွားလာမှုတွေမှာဘယ်တိုးပွားမှုကအကောင်းဆုံးလဲကောင်းတယ်ဆိုရင်ဘာကြောင့်ကောင်းလာလဲဆိုတာအသေးစိတ်လေ့လာဆန်းစစ်ပြီးတော့ကြည့်ဖို့လိုတယ်ပေါ့မှန်ပါဗျာဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရဲ့ဟောပြောသွန်သင်ချက်ဘုန်းကြီးတို့တွေမှတ်သားနာယူကြရမယ်အချက်လက်တွေများစွာရှိတယ်လောကမှာတိုးတက်တယ်ဆိုတဲ့အတိုင်းလည်းပဲအကောင်းကြီးလို့ပြောလို့မရဆိုးရုပ်တယ်ဆိုတဲ့အတိုင်းမှာလည်းပဲဆိုးကြီးလို့ပြောလို့မရတာလည်းရှိတယ်တိုးတက်မှုဆိုတဲ့အတိုင်းပဲလည်းအကောင်းဆုံးတိုးတက်မှုလားတာမန်တိုးတက်မှုလားဒီလိုခွဲခြားပြီးတော့ကြည့်ဖို့လိုအပ်တယ်ပေါ့နော်မှန်ပါပါဗျာတခုနဲ့တခုလည်းပဲနှိုင်းရှင်ကြည့်ပြီးတော့ပြောရတာမျိုးလည်းရှိတယ်ဘယ်လိုဆိုးရုံမှုကတော့တော်သေးတယ်ဘယ်ဟာဆိုးရုံမှုကပိုဆိုးတယ်ဆိုတာဒါမျိုးတွေကတိုင်းတာပြီးတော့တခုနဲ့တခုနှိုင်းရှင်ပြီးတော့ကြည့်ရမယ်အရာကြီးဖြစ်တယ်ပေါ့ဆိုတော့ပြောမယ်ဆိုလို့ရှိရင်ယောဝတ္ထုပစ္စည်းကတိုးတက်တာရဲ့ယောဝတ္ထုပစ္စည်းတွေဆုပ်ယုပ်သွားတာရဲ့ကိုချင်းတရားဆုပ်ယုပ်သွားတာရဲ့ဒီဆုပ်ယုပ်မှုနှစ်ခုရဲ့ဘယ်ဆုပ်ယုပ်မှုကပိုဆိုးတယ်လို့ထင်တယ်လဲဒါသိကြတယ်နော်ကိုချင်းတရားဆုပ်ယုပ်သွားမှုကပိုဆိုးတယ်လို့ဒီလိုမြင်မှမှန်ကန်တဲ့အမြင်လို့ပြောရဒါဖြင့်ဘာဖြစ်လို့ပူဆိုးတယ်လို့ပြောရတယ်လဲဆိုရင်ယောဝတ္ထုဘက်ကဆိုးရုပ်ပြပြမှုဟာတခဏပဲတဘဝစာပဲကိုယ်အကြီးကျယ်ထိခိုက်နစ်နာစေတာမဟုတ်ဘူးမင်းတို့မင်းကြီးဖွာလူတာတောက်မသွားရလို့လည်းဘာမှမဖြစ်ဘူးဟုတ်ကဲ့ကားစီးမသွားရလို့လည်းဘာမှမဖြစ်ဘူးကိုချင်းတရားဘက်ကဆိုးရုပ်ပျက်စီးသွားပြီဆိုလို့ရှိရင်ဒီလူဟာလူဘဝပြန်လာဖို့မတန်ခက်သွားပြီပေါ့ကိုချင်းတရားပြပြမှုဆိုတဲ့အကုသိုလ်တွေကိုအကြောင်းပြုပြီးတော့သူကအပင်ငရဲမှာဒုက္ခခံရတော့တယ်ဒါကြောင့်မလို့ဆုပ်ယုပ်မှုနှစ်ခုထဲမှာနှိုင်းရှင်ကြည့်မယ်ဆိုလို့ရှိရင်ကိုချင်းတရားဆုပ်ယုပ်မှုဒီတန်တရားအတွက်ပါမကောင်းဘူးလို့အမတန်ဆိုးရတဲ့ဆုပ်ယုပ်မှုလို့ဒီလိုပြောရမှာပဲမှန်ပါဗျာအဲ့ဒါလို့နှိုင်းရှင်ပြီးတော့ကိုနှိုင်းဆပြီးတော့ဆုံးဖြတ်ပြီးဆုပ်ယုပ်မှုနဲ့နှစ်ခုရှင်းရှင်းပြီးတော့ကြည့်ပြီးတော့ဆုပ်ယုပ်မှုနှစ်ခုကျုံလာလို့ရှိရင်ကိုဦးစားပေးရမယ်ဟာရှိတယ်ကြီးပွားတိုးတက်မှုနှစ်ခုဆုံးလာလို့ရှိရင်လည်းဦးစားပေးရမယ်ဟာရှိတယ်အဲ့ဒါလို့ရှင်းလင်းသိတာကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကအကြောင်းတိုက်ဆိုင်လို့ဟောထားတဲ့တုတ်တန်လေးတွေမှတ်သားနာယူချဖို့ရှိတယ်ပေါ့မှန်ပါဗျာမြတ်စွာဘုရားမိန့်ကြားတဲ့စကားအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အပ္ပမတ္တိကဧတဘိက္ခဝေယတိတံညာတိပရိဟာနိဆိုရမျိုးတွေဆိုပြပြသွားတယ်လို့ကိုယ်ဆိုရမျိုးတွေတည်လို့ဆုံးလို့မိသားစုတွေဆုပ်ယုပ်သွားတယ်ဆိုရင်အဲ့ဒီဆုပ်ယုပ်မှုဟာရှိတယ်မရှိဘူးမဟုတ်အဲ့ဒီဆုပ်ယုပ်မှုဟာတဲ့မပြောပါတော့ပါဘူးတဲ့ဘာဖြစ်လို့မပြောပါတော့ပါဘူးဆိုတဘဝတာမြတာဆုပ်တာဖြစ်လို့အချိန်အားဖြင့်လည်းကိုယ်အများကြီးထိခိုက်တာမဟုတ်ဘူးပေါ့နော်မှန်ပါပါဗျာဒီဆုပ်ယုပ်မှုကြောင့်အပင်ငရဲကိုကြမှာမဟုတ်ဘူးပေါ့ဆွေတွေမျိုးတွေဆုပ်ယုပ်သွားလို့ကိုယ်မှာအပင်ငရဲကြနိုင်တဲ့အနေအထားမရှိဘူးတဲ့ဒါကြောင့်မို့လို့ဆွေတွေမျိုးတွေဆုပ်ယုပ်သွားတဲ့ဆုပ်ယုပ်မှုမျိုးဟာမပြောပါတော့ပါဘူးသိပြီးတော့စိုးရင်တော့ကဖြစ်เสียမလိုတော့ပါဘူးတကယ်ကတော့ပညာဆုပ်ယုပ်သွားမယ်အသိပညာပိုင်းကဆုပ်ယုပ်သွားမယ်ဆိုရင်တော့အဲ့ဒါဟာအမတန်မှကြီးလေးတဲ့ဆုပ်ယုပ်မှုကြီးတစ်ခုပဲဒီနေရာမှာမြတ်စွာဘုရားကပညာလို့တစ်ခုတည်းဥတည်ခေါ်ထားပြီမဲ့လို့သီလဘက်ကဆုပ်ယုပ်သွားတာကိုယ်ချင်းတရားဘက်ကဆုပ်ယုပ်သွားတာအသိပညာဘက်ကဆုပ်ယုပ်သွားတာတမာရီပိုင်းကဆုပ်ယုပ်သွားတာလောကမှာရှိတဲ့အသိဉာဏ်တွေအလုံးကနေဆုပ်ယုပ်သွားတာဆိုဒီဆုပ်ယုပ်မှုတွေဟာအမတန်မှအရေးကြီးတဲ့ဆိုးဝါးတဲ့ဆုပ်ယုပ်မှုတွေဖြစ်တယ်လို့ဒီလို
ကိုယ်တဏ္ဍာမှာဖြစ်တာနဲ့ပတ်သက်ပြီးတော့သိကြရအဲ့တော့ပညာလို့ဆိုတဲ့နေရာမှာလောကီပညာပဲဖြစ်ဖြစ်လောကုတ္တရာပညာပဲဖြစ်ဖြစ်ထိုပညာဟာဘဝချမ်းသာမှုအတွက်အကျိုးပြုနိုင်တာလေးကြည့်တယ်လောကီပညာကတဘဝချမ်းသာဖို့အတွက်အကျိုးပြုတယ်လောကုတ္တရာပညာကြတော့တဏှာမှာချမ်းသာဖို့အတွက်အကျိုးပြုတယ်အဲ့ဒါလို့အကျိုးပြုတော့လောကုတ္တရာနဲ့ပတ်သက်တဲ့ပညာတွေကဘာတွေလဲလို့မေးလို့ရှိရင်ဘုန်းကြီးတို့တွေကိုယ်တဏ္ဍာမှာအဲ့ဒါမျိုးမဆုပ်ရွံ့အောင်တတိထားဖို့လိုအပ်တဲ့ဟာမှန်ပါဗျာနမတိကကမ္မတက္ကတာပညာတဲ့ကိုလို့ရင်ကောင်းတာလို့ဒီဖြစ်စေမကောင်းတာလို့ဒီဖြစ်စေကောင်းတာလို့ရင်ကောင်းကျိုးကိုနဲ့သာသက်ဆိုင်တယ်မကောင်းတာလို့ရင်လည်းမကောင်းကျိုးဟာကိုနဲ့သာသက်ဆိုင်တယ်လို့ကံကံဤကျိုးကိုသိမြင်တဲ့အသိပညာဟာဘဝတစ်ခုအတွက်အမှန်တမ်းအရေးပါတဲ့အသိပညာတစ်ခုဖြစ်တယ်လောကမှာလူတွေစာဝတ်နေရေးအတွက်ရှားဝေနိုင်တဲ့ပညာတွေဘလောက်တက်ကမ္မတက္ကတာပညာမျိုးမရှိဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာကောင်းတဲ့သူတွေကိုမရောက်နိုင်ဘူးလေဒါကြောင့်မလို့ကံကံဤအကျိုးသိမြင်တဲ့လက်ခံနိုင်တဲ့ပညာမျိုးကမ္မတက္ကတာပညာလို့ခေါ်တယ်အဲ့ဒါကိုပဲကမ္မတက္ကတာတမ္မာဒိဋ္ဌိလို့လည်းသုံးတယ်ပေါ့တမ္မာဒိဋ္ဌိဆိုတာလည်းပဲပညာကိုပဲပြောတာပဲအဲ့တော့အဲ့ဒီပညာကဘဝခရီးလျှောက်လန်းတဲ့အခါမှာဆန္ဒဒုက္ခရဖို့အတွက်အမှန်တမ်းအရေးကြီးတဲ့ပညာရတယ်လောကီပညာတဘဝဝကြောင်းပညာဆိုတာတဘဝစာအတွက်ပဲအသုံးကျတယ်ဟောဒီတမ္မာဒိဋ္ဌိကမ္မတက္ကတာပညာဆိုတာကြတော့တဘဝစာအတွက်တည်းမကဘူးတဏှာအတွက်မှာအသုံးဝင်တယ်ဘယ်လိုကြောင့်အသုံးဝင်တာတော့လို့ဆိုရင်စဉ်းစားကြည့်ကိုယ့်အကိုယ်လည်းပြန်စစ်ဆေးကြည့်ကံတရားနဲ့ကံတရားရဲ့အကျိုးကိုငါလက်ခံသလားတကယ်ရောယုံကြည်သလားဒါကိုယ့်အကိုစဉ်းစားမှန်ပါဗျာကိုယ့်ကိုစဉ်းစားတယ်ဆိုတဲ့နေရာမှာအလေးနဲ့ထားတဲ့ပုဂ္ဂိုလ်ဟာရသဗျာဟောတဲ့အတိုင်းကောင်းတာလုပ်လို့မကောင်းတာလုပ်လို့လုပ်တဲ့မြတ်ကံတရားတွေဟာငါနဲ့သာသက်ဆိုင်နေငါပဲအမွေခံရမယ်မကောင်းတဲ့ကံရဲ့အမွေကမကောင်းကျိုးကောင်းတဲ့အမွေကံရဲ့အမွေကကောင်းကျိုးလို့ဆိုလူတိုင်းဟာကောင်းကျိုးချမ်းသာပဲရချင်ဆိုးကျိုးကိုဘယ်မှမရချင်ဘူးပေါ့ကံကိုမယုံတဲ့ပုဂ္ဂိုလ်ကြတော့အိုးကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးဆိုးတာလုပ်လဲပဲအဆိုးမဖြစ်ပါဘူးကံဆိုတာလောကမှာမရှိပါဘူးကံရဲ့အကျိုးဆိုတာလည်းလောကမှာမရှိပါဘူးသူဖြစ်ချင်တာဖြစ်တာပါလို့ဒီလိုခံယူတဲ့ပုဂ္ဂိုလ်နဲ့မဟုတ်ဘူးကောင်းတာကိုလုပ်ရင်ကောင်းကျိုးရမယ်ဆိုးတာကိုလုပ်ရင်ဆိုးကျိုးရမယ်ကံကံရဲ့အကျိုးဆိုတာရှိတယ်လို့မြင်တဲ့ပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်နှစ်ဦးကိုနှိုင်းယှဉ်ကြည့်မယ်ဆိုလို့ရှိရင်ကံကံရဲ့အကျိုးကိုလက်မခံတဲ့မစင်စားတဲ့အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ဟာလူတော်လူကောင်းဖြစ်ဖို့ရအခွင့်အရေးမရှိဘူးမှန်ပါပါဗျာဘာဖြစ်လို့လဲဆိုတော့သူကကံကံရဲ့အကျိုးကိုမယုံကြည်သည့်အတွက်ကောင်းတာလည်းလုပ်မှာပဲဆိုးတာလည်းလုပ်မှာပဲကံကံရဲ့အကျိုးကိုလက်ခံတဲ့သိမြင်တဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကတော့ဆိုးတဲ့ကံကိုလုပ်ရင်ကိုယ့်ရဲ့ဆိုးကျိုးတွေရမှာဆိုတာသူကကြောက်တယ်ကောင်းကျိုးချမ်းသာကိုရကြသည့်အတွက်ကြောင့်ကံကံရဲ့အကျိုးကိုယုံကြည်သည့်အတွက်ကြောင့်ကောင်းကျိုးချမ်းသာရဖို့ကောင်းတာပဲလုပ်တယ်သူကြတယ်ဟောဒါကြောင့်မလို့ကမ္မတက္ကတာတမ္မာဒိဋ္ဌိရှိပြီဆိုလို့ရှိရင်လူတော်လူကောင်းဖြစ်နိုင်တယ်လို့ဒီလိုပြောတယ်ကမ္မတက္ကတာပညာကမ္မတက္ကတာတမ္မာဒိဋ္ဌိမရှိဘူးဆိုလို့ရှိရင်လူတော်လူကောင်းမဖြစ်ဘူးတဲ့အဲ့ဒီကမ္မတက္ကတာပညာချွတ်တဲ့နေတဲ့ပုဂ္ဂိုလ်ကိုဘာလို့ခေါ်တော့ဆိုမိစ္ဆာဒိဋ္ဌိကဒုစရိုက်ဆယ်ပါးထဲမှာမနောဒုစရိုက်မှာမိစ္ဆာဒိဋ္ဌိဆိုတာပါတယ်အဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုတာကံရဲ့အကျိုးကိုညှင်းပယ်တဲ့မှားရတဲ့အယူဆတရားကိုပြောတာတက္ကရာဒိဋ္ဌိတို့ဘာလို့နဲ့မဆိုင်ဘူးအဲ့ဒီနေရာမှာတက္ကရာဒိဋ္ဌိကိုပြောတာမဟုတ်ဘူးအဲ့ဒီမနောဒုစရိုက်မှာပါတဲ့အကုသလကမ္မပဋ္ဌတရား10ပါးမှာပါတဲ့ဒိဋ္ဌိမိစ္ဆာဒိဋ္ဌိဆိုတာကံရဲ့အကျိုးကိုညှင်းပယ်တာက
ကံရဲ့အကျိုးကိုညှင်းပယ်ရင်ကံကိုလည်းညှင်းပယ်ပြီးသားဖြစ်တယ်ပေါ့မှန်ပါဗျာဒါကြောင့်မို့လို့ကိုယ်လုံးထာကိုကိုယ်အတိမမပြုတ်တဲ့သဘောရောက်သည့်အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်မြတ်စွာဘုရားကကောင်းရာတူဒီဘုံမရောက်ဘူးတဲ့ဒါကြောင့်မို့မိစ္ဆာဒိဋ္ဌိအယူရှိတဲ့ပုဂ္ဂိုလ်ဟာတက္ခဝရဏနတ်ပြည်ကိုတောင်တားတယ်လို့ဒီလိုပြောတာမှန်ပါဗျာအဲ့ဒီကံကနတ်ပြည်ကိုတားတယ်ကောင်းရာတူဒီကိုမရောက်နိုင်ဘူးတဲ့ဟောကမ္မတက္ကတပညာရှိတဲ့ပုဂ္ဂိုလ်မှဒီဘဝကသိဆုံးသွားလို့ရှိရင်နောက်ဘဝလေးဆိုတာကောင်းရာဘုံကိုရောက်တယ်ဒါကြောင့်မလို့ကမ္မတက္ကတပညာဆုပ်ယုပ်မသွားအောင်ဘုန်းကြီးတို့တွေတတိထားဖို့လိုအပ်တယ်ပေါ့မှန်ပါဗျာနောက်ပညာတစ်ခုကဘာတော့ဆိုလို့ရှိရင်ဝိပဿနာပညာဝိပဿနာပညာဆိုတာကမ္မတက္ကတပညာရဲ့အဆင့်မြင့်သွားတယ်နိဗ္ဗာန်ကိုရဖို့ရအတွက်ဝိပဿနာပညာမရှိဘဲနဲ့နိဗ္ဗာန်လမ်းကြောင်းပေါ်မရောက်နိုင်ဘူးမှန်ပါပါအဲ့တော့ဝိပဿနာပညာဆိုတာဘာတော့သူများမြင်နေချအတိုင်းမြင်တာမဟုတ်ဘဲနဲ့တတ္တဝါဆိုတဲ့အထင်ကိုကြော်ဖြတ်ပြီးတော့ယုံနာဓမ္မသင်္ခါရမျှတာမြင်တယ်ဆိုတဲ့အမြင်မျိုးထိုယုံနာဓမ္မသင်္ခါရတရားဟာမမြဲတဲ့သဘောဆင်းရဲတဲ့သဘောကိုယ်မပိုင်တဲ့သဘောတွေရှိတယ်လို့လက္ခဏာ၃ရပ်နဲ့တွဲဆက်ပြီးတော့မြင်တဲ့အမြင်မျိုးကိုဝိပဿနာပညာလို့ခေါ်တာမှန်ပါဗျာအဲ့ဒီဝိပဿနာပညာမရှိဘဲနဲ့ဘယ်ပုဂ္ဂိုလ်မှမဖို့ရတယ်ဆိုတာမရှိအဲ့တော့မေဖို့နိဗ္ဗာန်ရဖို့ရအတွက်ဝိပဿနာပညာဆိုတာအရေးကြီးတာမဟုတ်အကယ်၍ဝိပဿနာပညာဆိုးပြပြသွားပြီဆိုရင်ဘလောက်ပဲမဖို့ရခြင်းတွေလည်းလို့ရမှာမဟုတ်ဘူးတဲ့မှန်ပါပါနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ရတဲ့ဝိပဿနာပညာဟာအရေးကြီးတဲ့အပိုင်းမှာပါတယ်ဒါကြောင့်ဝိပဿနာပညာရဲ့ဆုံးယုံမှုဟာအမှန်တမ်းဆိုးရတဲ့ဆုံးယုံမှုလို့ဟောနောက်တစ်ခုကဘာလို့ဆိုဇာနာပညာတမာရီကျင့်စဉ်တစ်ခုကျင့်ပုံကျင့်နည်းနဲ့လည်းကတမာရီကျင့်စဉ်တစ်ခုကိုအောင်မြင်မြင်ကျင့်လို့တမာရီရဲ့အကြောင်းထိုတမာရီကြောင့်ရရှိလာတဲ့အကျိုးတရားတွေကိုကောင်းစွာသိမြင်တဲ့ပညာမျိုးဒါဇာနာပညာလို့ခေါ်တယ်မှန်ပါပါဗျာအဲ့ဒီပညာရှိတဲ့ပုဂ္ဂိုလ်မှဒီဘဝမှာလည်းအေးချမ်းစွာနေနိုင်ပြီးတော့နောက်မှကဘာချီပြီးတော့အသက်ရှည်တဲ့ပြမဘုံမျိုးချမ်းသာတာနေနိုင်တယ်ဆိုတဲ့အကျိုးကျေးဇူးတွေကိုရနိုင်တယ်ပေါ့မှန်ပါပါဗျာနောက်ပညာတစ်ခုကဘာလဲဆိုရင်မက္ခပညာမက္ခပညာဆိုတာဘုရားရှိခိုးအကျင့်တရားဝိပဿနာအနေနဲ့ကျင့်ကြံကြိုးကိုအားထုတ်လိုက်လို့ဒီမဂ္ဂင်၈ပါးအကျင့်တရားထဲမှာပါတဲ့တမ္မာဒိဋ္ဌိစတဲ့သဘာဝတရားတွေဟာစွမ်းအားတွေထက်မြက်ပြီးနောက်ဆုံးနိဗ္ဗာန်ကိုရှာတွေ့ပြီးတဲ့အခါမှာကိလေသာတွေအားလုံးကိုဖယ်ရှားပြစ်ပြီးအဝိဇ္ဇာတို့တဏှာတို့ကိုဖယ်ရှားပြစ်ပြီးဒုက္ခကတိချုပ်ငြိမ်းရမှာနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့ပညာမျိုးမဂ္ဂပညာလို့ခေါ်တယ်မှန်ပါပါဗျာအဲ့ဒီမဂ္ဂပညာကထုတ်လွှတ်လိုက်တဲ့အသိပညာမျိုးကြတော့ဖလားပညာလို့ခေါ်တယ်အဲ့ဒီမဂ္ဂပညာဖလားပညာမရဘဲနဲ့တဏှာဝုဒ္ဒလွတ်နိုင်စွာဘယ်သူမှမရှိဘူးတဏှာဝဆင်းရဲတွေကလွတ်ကင်းမှုအတွက်ဒီပညာနှစ်ခုဟာစွမ်းဆောင်မှုပေးနိုင်တယ်တဲ့မှန်ပါပါဗျာဒါကြောင့်မို့လို့ဒီပညာနှစ်မျိုးမဆွတ်ရောက်အောင်လည်းကြိုးစားအထောက်ကြအောင်ဖြစ်တယ်မှန်ပါပါဗျာအဲ့ဒါကြောင့်မို့လို့ဒီနှစ်ခုနှိုင်းရှင်ကြည့်လိုက်တဲ့အခါပညာရဲ့ဆွတ်ရောက်မှုဆိုတဲ့နေရာဒီပညာဆွတ်ရောက်မယ်ဆိုရင်ချမ်းသာဒုက္ခတွေဆွတ်ရောက်သွားမှာပဲကမ္မတက္ကတာပညာဆွတ်ရောက်သွားလို့ရှိရင်ဘဝဒုက္ခဘဝတမ္ပတိဆိုတာဆွတ်ရောက်သွားမယ်ဝိပဿနာပညာဆွတ်ရောက်သွားပြီဆိုရင်မကဒုက္ခဖလားဒုက္ခဆိုတာတွေကဆွတ်ရောက်သွားနိုင်တယ်ဇာနာပညာဆွတ်ရောက်သွားနိုင်လို့ရှိရင်ဗြဟ္မဘုံမှာဖြစ်ပြီးတော့သက်ရှိကြမှုဆိုတဲ့ဒီဇာနာဒုက္ခမှာဆွတ်ရောက်သွားနိုင်တယ်
မဂ္ဂပညာဖလားပညာဆုပ်သွားပြီဆိုလို့ရှိရင်မဂ္ဂဒုက္ခဖလားဒုက္ခနိဗ္ဗာန်ဒုက္ခတွေကဆုပ်သွားနိုင်တယ်လို့ဆုံးရှုံးနေတာသွားနိုင်တယ်ဒါကြောင့်မို့အဲ့ဒီပညာရဲ့ဆုပ်မှုဟာအမှန်တမ်းကြီးမားတဲ့ဆုပ်မှုလို့ဒီလိုပြောတာနော်မှန်ပါဗျာအဲ့ဒီဒါကြောင့်မို့လို့အခုပြောရတဲ့ပညာတွေတိုးပွားလာအောင်မိမိတို့ကိုယ်တိုင်ကြိုးစားအထောက်ကြရမယ်ဒါကြောင့်မို့မြတ်စွာဘုရားကအပ္ပမတ္တိကဧတဝိခေယတိတံညာတိပရိဟာနိစေတမျိုးရဲ့ဆေးမှုဆိုတာမပြောပါတော့ပါဘူးတဲ့ဧတံပฏิကိဋ္ဌံယတိတံညာပညာပရိဟာနိပညာဆုပ်ယုတ်တော်မူကတော့ဆိုးဆုံးပဲလို့ပညာဆုပ်ယုတ်မှုမဖြစ်စေရဘူးလို့မြတ်စွာဘုရားတတိပေးပြီးတော့ဟောကြားတဲ့တရားတစ်ခုပဲเนาะမှန်ပါဗျာအဲ့တော့ဒီစေရမျိုးတွေဆုပ်ယုတ်သွားတာဘာလို့အကြောင်းပြုပြီးတော့မြတ်စွာဘုရားကဟောတာလဲလို့ဆိုလို့ရှိရင်သူကယဟန်တွေကဒါနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြတာရှိတယ်ပေါ့ဗန္ဓုလစစ်သူကြီးအကြောင်းအလုံးကြားဖို့ကြလိုက်မယ်မြတ်စွာဘုရားလက်ထက်ကဗန္ဓုလစစ်သူကြီးကိုပြောတာဗမာပြည်ကဗန္ဓုလစစ်သူကြီးကိုပြောတာမဟုတ်ဘူးအဲ့ဒီမြတ်စွာဘုရားလက်ထက်တော့ကဗန္ဓုလစစ်သူကြီးဆိုတာအမတမရင်းရင်ပြတ်သားပြီးစွမ်းအားထက်မြက်တယ်သူ့မှာဩဓမ္မအားကိုးရတဲ့အခွန်ပလကောင်းပြီးတော့ရေစွမ်းတတ်သိရှိတဲ့သား32ယောက်ရှိဘယ်တော့သူသားတွေနဲ့ခြံရံတယ်ဒဇင်းတရားတောင်မှအကိုးစရာမလိုဘူးသူတို့သားဖသူပါလို့ဆိုရင်33ယောက်ပေါ့နော်မှန်ပါဗျာအမှန်တမ်းရေစွမ်းတတ်သိရှိတော့ဘယ်တိုက်ပွဲမျိုးတိုက်ရသူတို့သားဖပါလို့ရှိရင်ကိုအောင်မွဲခံရတယ်ပေါ့အဲ့ဒီလိုဆွေတွေမျိုးတွေဘက်ကကြီးပွားတိုးတက်နေတဲ့ဗန္ဓုလစစ်သူကြီးဟာပတိနေရီကောသလမင်းကြီးကိုဂုံးတိုက်ကြတဲ့အခါပတိနေရီကောသလမင်းကြီးကအထင်မြင်နေလွဲသွားတယ်။ဘာဖြစ်လို့ဂုံးတိုက်တယ်လဲလို့ဆိုလို့ရှိရင်တရက်တော့တာဝတိပြည်ကတရားရုံးတစ်ခုမှာတရားသူကြီးတွေကမတရားသဖြင့်ဆုံးဖြတ်ပြီးတော့နေကြတော့မကျေနပ်တဲ့လူတွေကအော်ကြဟစ်ကြဗန္ဓုလစစ်သူကြီးအနာရောက်တဲ့အခါမှာဘုရင်ခါစားဖို့သွားတော့အနာရောက်လာတဲ့အခါမှာဗန္ဓုလစစ်သူကြီးကိုတောင်းဆိုပေးကြတရားရုံးမှာမမှန်ကန်ကန်ဆုံးဖြတ်ပေးဖို့ဆိုဗန္ဓုလစစ်သူကြီးကဝင်ထိန်ပေးတဲ့အနေနဲ့သူကတရားရုံးဝင်ပြီးတော့တရားဆုံးဖြတ်ပေးတယ်မှန်ကန်အောင်ဆုံးဖြတ်အဲ့လိုဆုံးဖြတ်တဲ့အခါမှာလူတွေကသဘောကျပြီးတော့သူ့ကိုဝိုင်းဝန်းပြီးတော့ထောက်ခံကြအဲ့ဒါကိုကောသလမင်းကြီးကသိတဲ့အခါကျတော့တိုင်းပြည်သားတွေကဗန္ဓုလတရားသူကြီးဗန္ဓုလစစ်သူကြီးတရားဆုံးဖြတ်တာကိုသဘောကျတယ်ဆိုတော့သူ့ကိုပဲဒီတောင်းအောင်ပေးလိုက်တော့ဟိုတရားသူကြီးဟောင်းတွေကလက်လဘာမရတဲ့အခါကျတော့မကြည်မနှက်ဖြစ်လာကြတယ်ပေါ့အဲ့ဒါနဲ့ခုံးတိုက်ဘုရင်ဆိုတာလည်းပဲသူတို့ကရန်သူအလွန်များတာဟုတ်ဒါမို့ခုံးတိုက်တော့ယုံတာပေါ့ဗန္ဓုလစစ်သူကြီးဟာသားတွေနဲ့အတူသွားလာဆိုတော့အားအမတန်ကောင်းတယ်ကောင်းတော့ဘုရင်ကိုဂုံးတိုက်ကြတယ်ဗန္ဓုလစစ်သူကြီးကထီးနှန်းကိုလူလိုက်တယ်သူကကောသလတိုင်းသားမဟုတ်ဘူးမန္လတိုင်းသားမန္လလူမျိုးကောသလမင်းကြီးနဲ့သူကကျောင်းနေတဲ့တန်ငယ်ချင်းတက္ကသိုလ်တက်တော့ကအတူတူတက်တယ်သူ့နိုင်ငံမှာသူ့ပေါ်မှာမကောင်းကြံတယ်ဆိုပြီးတော့စိတ်ပြက်ပြီးတော့သူ့နိုင်ငံမှာမနေဘဲနဲ့ကျောင်းနေတဲ့တန်ငယ်ချင်းကောသလမင်းကြီးစီလာပြီးအမှုထမ်းနေတာနော်မှန်ပါဗျာအဲ့တော့ကောသလမင်းကြီးကိုခုံးတိုက်ကြတဲ့အခါမှာကောသလမင်းကြီးကသူသွားတာလာတာသူ့သားတွေနဲ့ဒီအင်အားကိုကြည့်ပြီးတော့ကောသလမင်းကြီးကသူ့နန်းစိစိမ်ကိုလူမှစိုးရိမ်လာသည့်အတွက်ကြောင့်တနေ့ကျတော့သူ့ကိုတိတ်တဆိတ်လောက်ကြံတပ်ဖြတ်ခိုင်းလိုက်တယ်ပေါ့နေကြဒေသတွေကိုသဘုံတကန်တွေထနေတယ်လို့စစ်လွတ်လိုက်ပြီးတော့အဲ့ဒီမှာရှုံးဝဲချထားတဲ့သူရဲကောင်းတွေက
ဗန္ဓုလစစ်သူကြီးနဲ့သူ့ရဲ့သား32ယောက်စလုံးကိုတပ်ပစ်လိုက်ကြစဉ်းစားတာကြည့်တော့သူတို့အိမ်မှာငကိုကနေကြတာဗန္ဓုလစစ်သူကြီးရဲ့စစ်သူကြီးကြော်ရဲ့သား32ယောက်ချမ်းရံပရိသတ်တွေနဲ့အတူတရထဲမှာဗန္ဓုလစစ်သူကြီးရောသား32ယောက်ရောအားလုံးတရထဲမှာတပ်ပစ်လိုက်တယ်ဆိုတော့သူတို့အိမ်ဟာ6တွေ့မသွားပေဘူးလားသွားပါတယ်ဗျာအေးဆွေတွေမျိုးတွေဟာကုန်ခန်းသွားတဲ့အဓိပ္ပာယ်ပြောကြအဲ့ဒါကိုအကြောင်းပြုပြီးတော့ယဟန်တွေကစကားပြောကြတယ်ဗန္ဓုလစစ်သူကြီးဟာအရင်တော့ဘယ်နေရာသွားသားတွေနဲ့ဆွေတွေမျိုးတွေနဲ့တိုင်တိုင်ဝိုင်းဝိုင်းသိကောင်းအခုကြတော့သူဆွေမျိုးတွေမရှိတော့ဘူးအားလုံးဟာသူတို့အိမ်ဟာတိတ်ဆိတ်ပြီးတော့ဆွေတွေမျိုးတွေကဆွေယူသွားတယ်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားတရားမဟောခင်ပြောဆိုနေတာကိုမြတ်စွာဘုရားကြွလာတဲ့အခါကျတော့ယဟန်တွေကိုမေးတယ်ဘာစကားပြောကြတာတုံးဆိုဒီလိုဒီအကြောင်းပါပဲဗျာဆွေတွေမျိုးတွေဆွေပြပြသွားတာဆိုရတဲ့အကြောင်းပြောနေကြတာဆိုတော့မြတ်စွာဘုရားဒီဒေသနာကိုဟောတာဘာကမှဆွေတွေမျိုးတွေဆွေပြည့်စည်သွားတယ်ဆိုတာဒီတဘွားအတက်တာပါတဲ့ဒီဆွေမှုကိုအကြောင်းပြုပြီးတော့နတ်ပြည်ရဲ့အဟံကားလည်းမဖြစ်ဘူးတဲ့ဆွေမှုကိုအကြောင်းပြုပြီးတော့ငရဲကြတယ်ဆိုတာလည်းမဖြစ်ဘူးတဲ့ဒါကြောင့်ဒီဆွေပြပြမှုဟာအသေးဖွဲကပဲမှန်ပါဗျာအရေးကြီးဆုံးကတော့ပညာဉာဏ်အသိဉာဏ်ဆွေမှုကဒါအဲ့ဒါမှအန္တရာယ်များတယ်အရေးကြီးတယ်လို့မြတ်စွာဘုရားဒီသုတ္တံဟောတယ်။ဘာဖြစ်လို့လဲဆိုတော့ခုနပြောခဲ့တဲ့အတိုင်းအသိပညာပိုင်းကဆွေးသွားပြီဆိုလို့ရှိရင်ချမ်းသာဒုက္ခတွေအလုံးကဆုံးရှုံးနေတာသွားနိုင်ဒီဘဝတွင်ဆုံးရှုံးနေတာလားဆိုတော့မဟုတ်ဘူး။နောက်ဘဝတွေမှာလည်းပဲဆုံးရှုံးနေတာတယ်လို့ဒီလိုပြောတာနော်။မှန်ပါဗျာ။ဟောနောက်တစ်ခုဆွေတွေမျိုးတွေတိုးတက်လာတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဆွေမှုနဲ့ပတ်သက်ပြီးပြောကြသလိုဆွေမျိုးတွေတိုးတက်လာတာကိုအားကြပြီးတော့ပြောကြတာလည်းရှိတယ်ဘယ်သူတွေကိုအားကြပြီးပြောတော့ဆိုဝိသခာเจ้าမကြီးကိုအားကြပြီးပြောကြဝိသခာเจ้าမကြီးက9နှစ်အရွယ်မှာသောတာပန်ဖြစ်ပြီးတော့16နှစ်အရွယ်မှာအိမ်တော်ကြအိမ်အောင်ကြပြီးတော့သားသမီးတွေမွေးဖွားလိုက်တာဝိသခာမှာသားသမီး20ရှိတယ်လို့ပြောတခါသားသမီးတွေကဆင်ငယ်မွေးလိုက်တဲ့အခါကျတော့နော်မြေ80မြေ8000ဟောသူ့ရဲ့ဆွေမျိုးသားချင်းအတိုင်းဝိုင်းအလွန်ကြီးကျယ်အဲ့ဒါလို့ကြီးကျယ်တာတွေကိုအကြောင်းပြုပြီးတော့ယဟန်တွေကတရားသဘင်မှာဓမ္မသဘင်မှာပြောနေကြပြန်ပြီးတော့ကအကြောင်းမကြီးတို့အကြောင်းလာလိုက်ရင်မလီသားတွေနဲ့သမီးတွေနဲ့ချွေးမတွေနဲ့နော်အချမ်းရံနေနဲ့လာလိုက်တာဆွေမျိုးအတိုင်းဝိုင်းအလွန်ကောင်းတယ်နဲ့ပြောကြဆွေတွေမျိုးတွေတိုးတက်တယ်ဆိုပြီးတော့ချီးမွမ်းပြောကြတဲ့အခါမှာမြတ်စွာဘုရားကဒီဒေသနာတော်လေးကိုခေါ်တာစိတ္တယဟန်တို့ဆွေတွေမျိုးတွေတိုးတက်တယ်ဆိုတာတဲ့ပြောပလောက်တဲ့တိုးတက်မှုလို့မခေါ်နိုင်ဘူးတဲ့ဒီဘဝတခဏသာတိုးတက်တာပြစ္ဆုတ်ဘဝမှာတဘဝအတွက်သာကောင်းတာအရေးကြီးဆုံးကတော့ပညာတိုးတက်မှကောင်းတယ်ဟောအသိပညာတိုးတက်မှတဏှာမှကောင်းတယ်ဆွေမျိုးတိုးတက်တာတဲ့အသိပညာတိုးတက်အောင်ကြိုးစားကြလို့ဒီလိုလမ်းညွှန်မှုကိုမြတ်စွာဘုရားဟောတာနော်ဟောနောက်တစ်ခါလူတွေဟာမြတ်စွာဘုရားလက်ထက်မှာစည်းစိမ်ဥစ္စာတွေပြပြသွားတဲ့တထေးတယောက်ကိုအကြောင်းပြုပြီးတော့ယဟန်တော်တွေကစကားပြောကြအဲ့ဒီတထေးကဘယ်သူလဲလို့ဆိုရင်မဟာဒဏဆိုတဲ့တထေးသားဗာရဏသီမှာသူကဂရေ80ချမ်းသာကြွယ်ဝသူ့ရဲ့အိမ်တော်ဘက်တထေးသမီးကဂရေ80အဲ့ဒီလိုဝိจิตနာအမှန်တမ်းမြောက်များစွာချမ်းသာတော်လဲနောက်ဆုံးဟာမလောက်တမကင်တဲ့အယက်သေးစာတောက်စားပြီးတော့ရှိသမျှပစ္စည်းတွေကုန်ပြီးတော့
အသက်အရွယ်ကြီးရင်တဲ့အခါမှာခွက်လက်ဆွဲပြီးတောင်းစားရတဲ့တောင်းစားဘဝရောက်သွားတာရှိအဲ့ဒါလို့စီးစိမ်ဥစ္စာတွေကဆွဲပြက်ပြားပြီးတော့ခွက်လက်ဆွဲတောင်းစားရတဲ့တောင်းစားဘဝရောက်သွားတဲ့မဟာဒနတထေသားတို့ရှုမြင်ပြီးတော့ယဟန်တွေကပစ္စည်းဥစ္စာဆုံးယုံမှုတွေနဲ့ပတ်သက်ပြီးတော့ပြောကြတယ်အဲ့ဒါလို့ပြောတဲ့အခါမှာမြတ်စွာဘုရားကဒီဒေသနာတော်နဲ့ဆုံးမဩဝါဒပေးပြန်ခြေသားယဟန်တို့စီးစိမ်ဥစ္စာဆုံးယုံသွားတယ်ဆိုတာအသေးဖွဲလေးပါတဲ့စီးစိမ်ဥစ္စာဆုံးယုံသည့်အတွက်ကြောင့်ငရဲမကြပါဘူးတဲ့ပညာဆုံးယုံရင်တော့ငရဲကြနိုင်တယ်ဒါကြောင့်မို့လို့ပညာမဆုံးယုံစိမ့်နဲ့လို့ဒီလိုပြောတယ်နော်အဲ့ဒါလိုပဲစီးစိမ်ဥစ္စာတိုးတက်များပြားလာတဲ့ပုဂ္ဂိုလ်တွေကိုအကြောင်းပြုပြီးတော့လည်းပဲဒေသနာတစ်ပုဒ်ဖြစ်ပြန်တယ်ပုံနာတထေးနဲ့ပတ်သက်ပြီးတော့ပြောကြပုံနာတထေးဆိုတာသူများအိမ်မှာလဲထွန်ပြီးတော့အငှစားလုပ်ရတဲ့သူဆင်းရဲပဲအဲ့ဒီသူဆင်းရဲကဇနီးတွေကလည်းရှင်သာရိပုတ္တရာကိုဆွမ်းလူတယ်သူကလည်းတပူတို့ရေတို့လှူတယ်အဲ့ဒီနေ့မှာရှင်သာရိပုတ္တရာလှူလိုက်ရတဲ့ကုသိုလ်ကောင်းမှုသူတို့ရဲ့စေတနာစွမ်းအားကြောင့်မို့လို့သူထဲထွန်ထားတဲ့မြေကြီးတွေကနေပြီးတော့ရွှေဖြစ်သွားတယ်မြေကြီးခဲတွေကရွှေခဲတွေဖြစ်သွားတဲ့ထီအောင်သူကအကျိုးပေးလိုက်တော့မြေကြီးရဲ့ချင်းတထေးဖြစ်သွားတယ်ပေါ့နော်မှန်ပါပါဗျာအဲ့ဒီလိုမြေချင်းညာချင်းတထေးဖြစ်သွားတဲ့ပုံနာကိုအကြောင်းပြုပြီးတော့ရဟန်းတွေကစကားပြောကြတယ်ဩစီးစိမ်ဥစ္စာတွေတိုးတက်လိုက်တာအမတန်ဆင်းရဲတဲ့ဘဝကနေပြီးတော့ဒီနေ့တွေတကယ်ကိုရွှေတထေးဘဝရောက်သွားတယ်မြတ်စွာဘုရားကသိတဲ့အခါမှာจิตသားယဟန်တို့စီးစိမ်ဥစ္စာတွေတိုးပွားသွားတာတိုးတက်သွားတာပြောပလောက်အောင်မဟုတ်ပါဘူးစီးစိမ်ဥစ္စာတိုးတက်သည့်အတွက်ကြောင့်နတ်ပြည်ကိုရောက်နိုင်တာမဟုတ်ဘူးတော့ဘဝစာအတွက်သာဖြစ်တယ်အရေးကြီးဆုံးကတော့ပညာတိုးတက်အောင်ကြိုးစားကြရမယ်မှန်ပါဗျာအဲ့တော့ပညာကိုဥတည်ပြောပြီးပဲလို့ကိုချင်းတရားဘက်ကတိုးတက်အောင်ကြိုးစားကြရမယ်စိတ်ဓာတ်ဘက်ကတိုးတက်အောင်ကြိုးစားရမယ်အသိပညာတွေတိုးတက်အောင်ကြိုးစားရမယ်ဒီလိုဆက်လို့တာနော်မှန်ပါဗျာအဲ့ဒါလို့ဒေသနာတစ်ပုဒ်ဖြစ်တယ်လို့နောက်တစ်ခါမြတ်စွာဘုရားလက်ထက်မှာဒီဆုတ်ယုတ်မှုတွေတိုးတက်မှုတွေနဲ့ပတ်သက်ပြီးအချမ်းအယံတွေတိုးတက်လာတာတို့အချမ်းအယံဆုတ်ယုတ်သွားတာတို့နဲ့ပတ်သက်ပြီးတော့တခါကောသလမင်းကြီးအကြောင်းကောသလမင်းကြီးရဲ့နောက်ဆုံးနေ့ဟာအကောင်းမဖြစ်ဘူးပြောကောသလမင်းကြီးဟာအသက်80အရွယ်ရောက်တဲ့အခါကျတော့ခဏဗန္ဓုလစစ်သူကြီးကိုလုံချံတပ်ပြခိုင်းပြီးတဲ့အခါမှာသူ့ရဲ့တူတော်တဲ့ဒီကကာရယနာကိုစစ်သူကြီးရာပေးထားသူစိတ်မကောင်းဖြစ်ပြီးတော့အဲ့ဒီကလေးကသူနန်းတော်မှာတိတ်မပြော့တော့ဘူးပေါ့အသက်ကလည်းကြီးလာတယ်တက်80ချေပါမြတ်စွာဘုရားနဲ့တွေ့ဆုံမေဓာလုပလို့ခေါ်တဲ့တာဂဝေမင်းတို့ရဲ့ဏိဂုံးရွာလေးမှာမြတ်စွာဘုရားကိုတွားပြီးတော့ဖူးတွေ့ပြီးတရားစကားပြောနေတဲ့အချိန်လေးမှာအညို့အတေးထားတဲ့ဒီကကာရဏဆိုတဲ့စစ်သူကြီးကအာနာသိမ့်သွားဝိတရိဝါကိုမင်းမြောက်ပြီးတက်ခေါက်ပြန်သွားတော့ကောသလမင်းကြီးကမြင်းတစည်းနဲ့အမျိုးသမီးတယောက်ပဲကြံရတဲ့သူ့အတွက်အဲ့ဒါပဲခြံထားတယ်။ဟောကဲစဉ်းစားကြည့်ကောသလမင်းကြီးကဖျားစီသွားတော့ကအချမ်းရံပေါင်းမြောက်များစွာနဲ့သွားတယ်။နောက်ဆုံးကြတော့သူတယောက်တည်းပဲပြုစုဖို့အမျိုးသမီးတယောက်ပဲခြံထားခဲ့ပြီးမြင်းပစည်းနဲ့အမျိုးသမီးတယောက်နဲ့ပဲသူဟာနောက်ဆုံးကြတော့ရာဇဂိုပြည်ကိုတွားပြီးတော့အဇာတတမင်းရဲ့အကူအညီနဲ့တိုင်းပြည်ကိုပြန်ပြီးတော့စစ်တိုက်မယ်လို့တွားရင်းကနေခီးပန်းပြီးတော့ရာဇဂိုမြို့အပြင်ဘက်ဇေယျပေါ်မှာပဲသူဘဝနေကုန်ချုပ်သွားအဲ့ဒါနဲ့ပတ်သက်ပြီးတော့ယဟန်တွေကပြောဆိုကြတယ်မင်းစည်းစိမ်နဲ့အချမ်းရံနောက်လိုက်နောက်ပါချွေရံနေအလွန်များတဲ့ကောသလမင်းကြီးဟာနောက်ဆုံးကြတော့အချွေရံနေဆိုးပြက်ပြားသွားကြတယ်သွားတယ်ဆိုတာကိုတရားသဖြင့်ဓမ္မသဖြင့်မှာပြောဆိုနေတော့မြတ်စွာဘုရားအချစ်သားယဟန်တို့လောကမှာအချွေရံတင်းပင်ဆုပ်ယုပ်ပြက်ပြားခြင်းဆိုတာဟာဒီဘဝအတွက်သာဖြစ်တယ်မပြောပါတော့ပါဘူး
အရေးကြီးဆုံးကအသိပညာမဆုပ်ယုပ်ဖို့ကအရေးကြီးတယ်အသိပညာမဆုပ်ယုပ်စေချမ်းတယ်လို့ဒီလိုတိုက်တွန်းတာနော်မှန်ပါဗျာဟောနောက်တစ်ခါအခြေခံဒီတိုးတက်တာနဲ့ပတ်သက်ပြီးတော့လေမြတ်စွာဘုရားကရာဇဂုပြေမှာတထေးသားတယောက်ပဲတို့တယ်လေကံကောင်းကြောင်းမလာတော့ခုခေတ်ဒီညမပြေမှာရင်တော့ဖြစ်ခဲ့တဲ့ယောဂမျိုးလို့ပေါ့ပလိယောဂအမဒါမကုသလဉာဏ်နဲ့ပလိယောဂမျိုးစာပေကျမ်းကနေမှာတော့အဟိဝါဒယောဂလို့ခေါ်တယ်အဟိဝါဒရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုရေးသားကြတာအတိအကျမသိရတော့လည်းပဲမွေစိတ်ကဲ့သို့ပြင်းထန်ပြီးတော့လင်းလင်းမြန်မြန်ကုသတဲ့ယောဂလို့ဒီလိုအဓိပ္ပာယ်ဖွင့်ဆိုကြတယ်ပေါ့အဲ့ဒီအဟိဝတ္တယောဂဖြစ်တဲ့အခါမှာသူ့မိသားစုအမေရောအဖေရောသိဆုံးသွားပြီသူကတော့ထွက်ပြေးသွားလို့သူ့မှာဂရေ40ရွှေငွေရတနာတွေမြေကြီးထဲမှာမြုပ်ထားတာရှိတယ်အဲ့ဒါကိုဒီကယောဂကြီးအင်းငိမ့်သွားတဲ့အခါသူတိတ်တဆိတ်ပြန်လာပြီးတော့အဲ့ဒီရွှေတွေငွေတွေမပြည့်စည်တာကိုသိတော့ထုတ်ဖော်ပြီးတော့လည်းမသုံးရဘူးနောက်ဆုံးကြတော့သူဟာသူများအိမ်မှာအခစားလုပ်ပြီးတော့ရိုးရိုးကုတ်ကုတ်နဲ့နေတာနောက်ဆုံးကြတဲ့အခါသူလုပ်ရတဲ့အလုပ်ကဘာလို့ဆိုရင်မနဲ့စောစောထားဖို့ရပ်ဘက်ထဲမှာလိုက်ပြီးတော့အော်ဟစ်ရတဲ့နှိုးဆော်ရတဲ့အလုပ်ကိုလုပ်ရအဲ့ဒီအတန်ကြားတဲ့အခါကျတော့ဗိမိသာရမင်းကြီးကဒီလူဟာပတ်စံချမ်းသာတဲ့လူရဲ့အတန်ပဲလို့အတန်ကိုဗိမိသာရမင်းကြီးကအတန်ကြားတာနဲ့လူရဲ့အဆင့်တန်းကိုသိနောက်ဆုံးကျတော့သူ့ရဲ့ရှိုးဝဲစွာထားတဲ့ယရနာတွေကိုထုတ်ဖော်ပြီးတော့သူဟာအမတန်ထင်ရှားကြော်ကြားတဲ့တထေးတူဘဝရောက်ပြီးတော့သွားပြီးခြံရံနေနဲ့ကြီးပွားတိုးတက်သွားတယ်သူ့အကြောင်းကိုယဟန်တွေကပြောကြတယ်အော်ငကိုယ်တော့ကတယောက်တည်းလောက်ကင်စားတော့ပြီးတော့တကောင်ကျွဲ့အနေနဲ့ဆင်းရဲသားဘဝနဲ့လောက်ကင်စားတော့နေတဲ့ကုမ္မာဂောဒကဒီနေ့တော့တထေးကြီးဖြစ်ပြီးတော့ခြံရံပိဋကမြောက်များစွာနဲ့တကယ့်ကိုချမ်းသာသွားတယ်လို့ဆိုတာကိုပြောကြတဲ့အခါမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကအေးအခုလိုအချမ်းရံနေကြီးပွားတိုးတက်တယ်ဆိုတာမပြောပါတော့ဘူးဒီလိုကတဏှတ်စာများတာဖြစ်တယ်အရေးကြီးဆုံးကတော့အသိပညာတိုးတက်အောင်ကြိုးစားဖို့ကပို့ပြီးတော့အရေးကြီးတယ်လို့ဒီလိုမြတ်စွာဘုရားဟောခဲ့တာနော်အေးဒါကြောင့်မလို့ဆုပ်ယုပ်ခြင်းနဲ့တိုးတက်ခြင်းတိုးတက်ကြီးပွားခြင်းဆိုတဲ့နေရာမှာဘုန်းကြီးတို့တွေတတိထားရမှာကဆုပ်ယုပ်တဲ့အခါမှာအသိပညာတို့ကိုယ်ချင်းတရားပိုင်းတို့ဒါတွေမဆုပ်ယုပ်အောင်တတိထားဖို့လိုအပ်တယ်နော်မှန်ပါပါဗျာတိုးတက်မှုကတော့အလုံးတိုးတက်အောင်ကြိုးစားကြရမှာပဲမှန်ပါပါစီးပွားဥစ္စာလည်းတိုးတက်စေရမယ်ဆွေမျိုးတွေတိုးတက်အောင်ကတော့ကြိုးစားလို့မရတော့ဘူးထင်တယ်နော်အဲ့တော့ကြိုးစားလို့ရတာကဘာလဲလို့ဆိုရင်ပညာတိုးတက်အောင်ကြိုးစားလို့ရတယ်စီးစိမ်ဥစ္စာတွေတိုးတက်အောင်ကြိုးစားလို့ရတယ်အဲ့ဒါလို့ဘဝမှာစီးစိမ်ဥစ္စာတိုးပွားဖို့ကြီးပွားတိုးတက်ဖို့ဆွေဒီအချမ်းရံတွေတိုးပွားလာဖို့ပညာတွေတိုးပွားလာဖို့ဒါတွေကိုကြိုးစားအထောက်ရမယ်အဲ့ဒါလို့ကြိုးစားအထောက်ခြင်းဖြင့်ကိုယ်မှာအသိဉာဏ်တွေဖွံ့ဖြိုးတိုးတက်လာမှုချင်းစီးပွားဥစ္စာတိုးတက်လာခြင်းဖြင့်ဒီဘဝမှာချမ်းသာစွာနေရပြီးအသိပညာတိုးတက်ခြင်းအားဖြင့်နောက်ဆုံးမှာတဏှာထိအောင်နောက်ဆုံးနိဗ္ဗာန်ထိအောင်ကောင်းကျိုးချမ်းသာတွေရနိုင်တယ်ဒါကြောင့်မို့တို့တွေဟာတိုးတက်မှုဆိုတိုင်းတချို့တိုးတက်မှုကအရေးပါတာမဟုတ်ဘူးအသိပညာတိုးတက်မှုကိုယ်ကျင့်တရားတိုးတက်မှုကသာလေအရေးပါတယ်တခြားဟာတွေဆိုးခြင်းဆိုးပတိတို့မှာအသိပညာနဲ့ကိုယ်ကျင့်တရားပိုင်းကမဆိုးစေရဘူးလို့ကိုယ်စီတတိထားပြီးတော့ကြိုးစားအထောက်ကြရမှာဖြစ်တယ်အဲ့ဒါကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားကဒီဒေသနာတော်တွေကိုဟောတာဖြစ်သောကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့သည်မြတ်စွာဘုရားရဲ့အဆုံးအမဩဝါဒကိုဥထိတ်ထားပြီးတော့တခြားအရာတွေမတိုးတက်ခြင်းနေပါစေမိမိတို့တဏ္ဍာမှာကိုချင်းတရားနဲ့အသိပညာတိုးတက်အောင်တို့တွေကြိုးစားကြရမယ်လို့
စိတ်ထဲမှာမှတ်သားပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း